မင်္ဂလာပါ မင်းလာတော့ညီမရိုးရအာကစားနီး5မျိုးလောက်ပြောပြပါလားတခုမှန်ထောင်ပြဗျာလက်ဝေတို့ လက်ဝေညီမရိုးကလက်ဝေမှန်နေ ပြီးတော့ တခုမှန်သွားပြီ ဘာရှိသေးလဲနဲလောက်ပါအစားလေးပါလိ ဟိုဟာလေးလေး လေးဦးပြောက် what လေးဦးပြောက် လေးဦးမပြောက်လေးဦးပါဖြစ်တယ်လေးဦးမှန်တယ် လေးဦးတူးလေးဦးတူကကိုကျောင်းကတော့တူပါလေးဦးတူတဲ့ကစားနီးမဟုတ်လေလေးဦးပါဖြစ်တာလေးဦးကို ဖွက်လေးဦးဖွက် လေးဦးဝတ်တာဘယ်လိုလေးဦးတူတာတော့နောက်တစ်ခုကကြက်မခွတ် ကြက်မမခုတ်ဘူးဟုတ်တယ်ကြက်မခုတ်တာမဟုတ်ဘူးကြက်ဖခုတ်တာ ကြက်မခွတ်နောက်ဦးမှန်ပါနောက်တစ်ခုကဝိုင်းတက် what ဝါတိုင်းတက် ဝါးနိုင်မတက်ငါပြောနိုင်တက် ငါပြောဘယ်လိုဖြစ်လို့ငါပြောနိုင်တက်တာတော့မဟုတ်ဘူး ဟုတ်တယ်လीဩ အဲ့တော့ငါပြောနိုင်တက်တယ်လို့မခေါ်ဘူးလी ဟိုကလုံးနေနေမှာတက်တာလी ဟုတ်တယ်လीမှန်တယ်ဝိုင်းတက်မတက်ငါပြောနိုင်တက် မဟုတ်ဘူးအမှန်တော့မဟုတ်အမှန်တော့အဲ့ဒါခေါ်တာချောတိုင်းတက်တာကိုခေါ်တာဟုတ်တယ်မလား ချောတိုင်းတက်တာဟုတ်တယ် ချောတိုင်းနော် ချောတိုင်းတက် ချောတိုင်းနောက်တစ်ခုပြောအခုဟိုမှာဟိုလွတ်လက်ရင်းနေမှာပဲလीဟုတ်တယ် ခေါင်းရိုက် ခေါင်းရိုက်တာ yes အဲ့ဆို9ခုမှ4ခုမှနဲ့4တောင်ရမယ် โอเคကျေးဇူး ကျေးဇူးတင်နော် ကျေးဇူးတင်ပါတယ် ကျေးဇူးပါ